ဤမဟာသမယတုတ်တော်ကိုဟောကြားတော်မူရခြင်းဏိဒံအကြောင်းကတော့ကပိလဝုပြည်လေသမားနှင့်ကောလိယပြည်လေသမားတို့တစ်ဖက်နဲ့တစ်ဖက်အငင်းပွားမှုကိုအခြေခံပြီးဟောကြားတော်မူရခြင်းဖြစ်ပါတယ်ကပိလဝုပြည်နဲ့ကောလိယပြည်သူတို့အကြားမှာရောဟိနီမြင့်ငယ်ဟာငကျင်းရဲ့အမိကဲ့သို့နှစ်ဖြာကွဲထွက်၍မြင့်လက်တဲ့တစ်ခုမှာကောလိယပြည်တွင်းသို့စီးဝင်ပြီးကျမ်းမြင့်လက်တဲ့တစ်ခုမှာမူကပိလဝုပြည်တွင်းသို့စီးဝင်ရာထိုရောဟိနီမြင့်ရေကိုတာတမန်တစ်ခုဒီဖြင့်ပိတ်ဆို့စီးကာ၍ထိုရေကိုအမိပြုပြီးကောလိယမြို့သားလယ်သမားများနှင့်ကပိလဝုမြို့သားလယ်သမားတို့ဟာစဘာပင်ကောက်ပင်တို့ကိုစိုက်ပျိုးကြရပါတယ်အချိန်ကနယုံနာဖြစ်တယ်ရောဟိနီမြစ်မှာလည်းပဲရေနေနေသဖြင့်ကောက်ပင်တို့ညှိုးချောက်လူဆဲဆဲတွင်ရေကိုအလူရဲ့ယူကြကလှုပ်သားလယ်သမားအချင်းချင်းအငင်းပွားကြရာမှအစပြု၍ရွှေမျိုးအချင်းချင်းနှစ်ပြည်တော်မင်းတို့စစ်ခင်းရသောအခြေသို့ဆက်ရောက်လာပါတယ်မြည်တို့မြည်ပုံဆက်ရောက်လာတယ်လဲဆိုလို့ရှိရင်ဤတစ်ဖက်စီကံရှိအနှဲငယ်သောရေကိုတဦးတစ်ဖက်ခွဲယူကြလျင်တင်တို့ငါတို့နှစ်ဦးလုံးဤကောက်ပင်များအောင်မြင်သည်အထိလုံလောက်သည့်ရေကိုရမည်မဟုတ်ပါငါတို့ဤကောက်ပင်များကတစ်ကြိမ်မျှရေကိုတောက်ရလျင်အောင်မြင်နိုင်လိမ့်မည်တို့အတွက်ဆယ်ရင်းရှိရေကိုငါတို့အားပေးကြလောဟုကောလိယမင်းတို့ရဲ့လယ်သမားတို့ကပြောဆိုကြပါတယ်ဒါကူရင်မင်းတို့ရဲ့လယ်သမားတို့ကလည်းသင်တို့စဘာကိုတော်တွေစဘာဖြင့်ပြည့်နေသည့်အခါရွှေငွေအသပြာတို့ကိုဆောင်ယူကာအိတ်ခွန်တင်တောင်ကြီးငယ်တို့ကိုလက်ဝဲကင်ဆွဲလျက်တင်တို့ရဲ့အိမ်ပေါက်စီလှဲ့လေပြီးမွေယူနိုင်ပါငါတို့ရဲ့ကောက်ပင်များလည်းဤတကြိမ်ရေကိုရလျင်အောင်မြင်လောက်သည်ဤရေကိုငါတို့အားပေးကြလောဟုပြောဆိုကြပါလေထိုအခါမပေးနိုင်ကြသဖြင့်အချင်းချင်းစကားများကြကရိုက်နှက်ပုတ်ခကြရမှစ၍မင်းတို့၏အမျိုးဆက်ကိုထိခိုက်ရှုတ်ချသောစကားတို့ဖြင့်ဆဲရီတိုင်းထွာကြပါလေတင်တို့ဟာတာဂေဝင်မင်းတို့ကိုအာကိုတစ်ခုအမိပြု၍ကျုံဝါကြတော်လဲခွေးမြေခွေးများနှင့်မခြားနာပဲမိမိနှမရင်းများနှင့်အိမ်တောင်ဘက်ပြုကြသောမင်းယုံမာတို့၏ရှင်မြင်းယထာစစ်လက်နဲ့ဟာငါတို့အားဘာများပြုလုပ်နိုင်စွမ်းရှိမည်နည်းဟုကောလိယမင်းတို့၏လက်သမားတို့ကပြောဆိုဆဲရကြပါလေထိုနည်းတူစွာတာဂေဝင်မင်းတို့ရဲ့လက်သမားတို့ကလည်းယောဂါကြီးဆွဲသူအနုကလေးတွေကိုလက်ကင်ထားပြီးတင်တို့ကယခုကျင်းဝန်းနေကြပြန်တယ်တိုင်းပြည်မှနေထုတ်ခါရသဖြင့်ကိုးကွယ်ရာအားထားရာမရှိဘဲတရိษံတို့ကဲ့သို့တစ်ခေါင်းထဲနေခဲ့ရတဲ့ကောလိယမင်းတို့ရဲ့ရှင်မြင်းယထာစစ်တီလက်နဲ့များဟာလဲငါတို့အားဘာများပြုလုပ်နိုင်စွမ်းရှိမည်နည်းဟုတိမခံတုံ့ပြန်ပြောဆိုကြပါလေထို့သောအချင်းချင်းထိခိုက်ပြောဆိုအပ်တဲ့စကားတို့ကိုစိုက်ပျိုးရေးဆိုင်ရာအမတ်ကြီးတို့အားတိုင်ကြားကြသဖြင့်မင်းတို့၏နာအထိပေါက်ရောက်စေကြရာကောလိယမင်းနှင့်ကပိလဝုမင်းတို့ဟာအမြဲဒေါသချောင်းချောင်းထွက်၍မထိန်နိုင်မသိနိုင်သည့်အဆင့်သို့ရောက်ရှိကြပြီးနှစ်ဖက်သောမင်းတို့ဟာငါတို့၏အစွမ်းကိုပြကုန်အံ့ဟုကြုံဝါကြပြီးစစ်မဲ့အင်္ဂါ၄ပါးစီမံပြည့်လျင်ရောဟိနီမြစ်ဆုံနေရာသို့ခြိတက်လာကြပါလေဤကဲ့သို့ရေရရှိရေးကိုအကြောင်းခံလျက်အမိုက်ကစပြတ်တာမီးလောင်ဆိုတဲ့ကဲ့သို့တယောက်ကစတရားဖြစ်လာပြီးတစ်ဖက်နဲ့တစ်ဖက်အငင်းပွားမှုဟာအဆင့်ချင်းကြီးထွားလာခြင်းဖြစ်ပါလေကပိလဝုမင်းနဲ့ကောလိယမင်းတို့စင်ကခင်းကျင်း၍ခြိတက်လာသောနေ့မိုးတောက်ရအခါမှာဗုဒ္ဓရှင်တော်ဘုရားဟာမဟာကရုဏာသမဘတ်မှထား၍ရွှေညံတော်ကွန်ရက်ကိုဖြတ်ကျက်ခါ
လောကကြီးကိုရှိတော်မူတဲ့အခါမှာစစ်တပ်ရန်ထွက်လာကြတဲ့ရွှေတော်မြို့တော်တို့ကိုမြင်တော်မူပါတယ်ထို့သောမြင်တော်မူသည့်အခါဗုဒ္ဓရှင်တော်ဘုရားကဆက်လက်ရှင်ကျင်တော်မူရမှာဤသို့သောအကျိုးတရားများကိုမြင်တော်မူပါတယ်အဲ့ဒီအကျိုးတရားတွေကတော့ငါဘုရားထွက်တော်မူ၍မင်းမျိုးတို့ကိုညံငိမ့်စေခြင်းအကျိုးငါဖန္တနာဇာဒုတုပဇာလက်တုကိကဇာဤဇတ်သုံးဇတ်ကိုဟောကြား၍ဆုံးမလျင်ယံငိမ့်အေးသွားလိမ့်မယ်ထို့နောက်တစ်ဖန်ရုက္ခဓမ္မဇာဝတ္တကဇာဤဇတ်နှစ်ဇတ်ကိုဟောကြားလျင်မင်းအပေါင်းတို့ညီညွတ်ကြလိမ့်မယ်ထိုမှတစ်ဖန်အတ္တဒန္တတုတ်ကိုဟောကြားလျင်မင်းမျိုးတို့ဟာမိမိတို့ကိုမိမိတို့သိမ့်စီဆုံးမနိုင်ကြလိမ့်မယ်ထိုအခါနှစ်ဖက်သောမင်းတို့က250စီသောမင်းသားတို့ကိုငါအားပေး၍ထိုတာဂေမင်းသား900တို့ရန်ဖြစ်ကြလိမ့်မယ်ထိုအခါအလွန်ကြီးကျယ်သောနတ်မြတ်မှာအစည်းအဝေးသဖြင့်မာသမယာကြီးဖြစ်၍အတိုင်းမသိများလာစွာသောနတ်မြတ်မာတို့ကျွတ်တန်းဝေကုံကြလိမ့်မည်ဟူသောအကျိုးတရားတို့ကိုမြင်တော်မူပါတယ်အဲ့ဒီအကျိုးတရားတို့ကိုမြင်တော်မူတဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ဟာတစုံတစ်ယောက်ကိုမျှမပြောကြားမသိစေပဲကိုယ်တော်မြတ်တပါးတိသာတပိတ်သင်္ကန်းကိုယူတော်မူ၍ကြွသွားတော်မူပြည့်လျင်စစ်တန်တစ်ခုတို့၏အလေကောင်းကင်ပြင်၌ထက်ဝယ်ဖွဲ့ခွေနေတော်မူလျက်ရောင်ချီတော်6သွဲတို့ကိုလွှတ်၍စံနေတော်မူပါလေရောင်ချီတော်6သွဲတို့ဖြင့်တင့်တယ်ကိုမြူကြည်နူးွယ်စံပယ်နေတော်မူသောမြတ်ဗုဒ္ဓရှင်တော်ဘုရားကိုနှစ်ဖက်သောမင်းမျိုးတို့ကဖူးမြင်ကြပြီးလျင်ကပိလဝမင်းမျိုးတို့ကငါတို့ရဲ့ရွှေမျိုးမြတ်ဖြစ်တော်မူသောဗုဒ္ဓရှင်တော်ဘုရားဟာငါတို့ခိုက်ရန်ဖြစ်ပွား၍စစ်တပ်ရန်ပြင်ဆင်နေသည်ကိုသိမြင်တော်မူ၍ကြွလာတော်မူလာတာဖြစ်သည်